ကံနဲ့ဘဝအလုံးနဲ့လောက်အားခမြတ်စွာဘုရား၏အဆုံးအမယုံကြည်လက်ခံကြတဲ့ဘုရားဘာသာဝင်သူတော်စင်များနဲ့အခြားဘာသာဝါဒကိုယုံကြည်လက်ခံကြတဲ့ပုဂ္ဂိုလ်များရဲ့ဘဝအပေါ်ဆင်ញင်သုံးသပ်မှုဟာကွဲပြားခြားနားမှုရှိတယ်ဘုရားမြတ်စွာရဲ့အဆုံးအမကတော့တန်တရားဆိုတာတဘဝကနေတဘဝခန္ဓာတစ်ခုကနေပြီးနောက်ခန္ဓာတစ်ခုပြောင်းလဲပြီးတော့ဖြစ်ပေါ်နေတဲ့ဖြစ်စဉ်ကြီးတစ်ခုကိုတန်တရားခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်မှုကိုဘဝလို့အဲ့ဒီခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာမှုရဲ့အကြောင်းတရားကိုရှာတဲ့အခါမှာမိမိကိုယ်တိုင်လုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုသာလျှင်ဖြစ်တယ်ကံတရားသာလျှင်ဖြစ်တယ်ဒါကြောင့်ကံနဲ့ဘဝဟာဆက်ဆက်ပြီးတော့ကံကဘဝကိုဖန်တီးတဲ့သဘာဝတရားဖြစ်ပြီးတော့ဘဝဆိုတာရလာတဲ့ရလတ်တစ်ခုပဲဖြစ်တယ်။ဘာနဲ့အလားသဏ္ဍာန်တူတယ်လဲဆိုရင်အလုတ်နဲ့လှုပ်အားကားနဲ့သွားတူတယ်။အလုတ်လှုပ်တဲ့ပုဂ္ဂိုလ်တွေဟာအလုတ်လှုပ်ခြင်းကအကြောင်းတရားလှုပ်အားကားရခြင်းကအကျိုးတရားထို့တူပဲမိမိတို့ပြုလုပ်နေကြတဲ့ကံတွေကိုဘဝမှာကောင်းတာရောမကောင်းတာရောကောင်းမှုမကောင်းမှုဆိုတဲ့ကံတရားတွေကိုနေ့စဉ်နဲ့အမျှပြုလုပ်ဆောင်ရွက်နေကြနေ့စဉ်နဲ့အမျှအလုပ်လုပ်နေကြတာ ਨੇ တူတယ်ဤဘဝရဲ့အခြားမဲ့မှာရလာမဲ့ဘဝဟာလှုပ်အားခရတာ ਨੇ တူတူပဲကောင်းတဲ့ကံကိုလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့အကျိုးတရားတွေကိုခံစားကြရပြီးမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့အကျိုးတရားကိုခံစားကြရတယ်ဘုရားမြတ်စွာကယထာကမ္မံဂမိတ္တန္တိပုံညပါပဘလူပကဤဘဝကနေထိုဘဝကနေနောက်တခြားဘဝဒီလိုသွားလာနေခြင်းဟာအဓိကအကြောင်းတရားကတော့ကံပဲကံရဲ့အကျိုးကိုမိတည်ပြီးတော့ထိုဘဝကိုရောက်ကြရတယ်လို့ဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမမှာဒီလိုဆိုထားတယ်သို့တော့တခြားဘာသာတရားတွေမှာကြတော့လောကနဲ့လူသားတွေနဲ့တရားတွေအားလုံးကိုတကုရှင်တူရဲ့ဖန်ဆင်းမှုကြောင့်ဖြစ်ပေါ်လာတယ်လို့ဒီလိုယူဆကြအဲ့တော့လှုပ်တဲ့ကံတရားတွေရဲ့အကျိုးကျေးဇူးကအထူးထင်ရှားဖြစ်ပေါ်လာခြင်းမရှိဘူးဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဘဝတစ်ခုရလာပြီနောက်ဘဝဆိုတာလည်းပဲဘုရားသခင်ရဲ့အလိုတော်ကြောင့်သာဝရငရဲနဲ့သာဝရကောင်းကင်ဘုံဒီနှစ်လမ်းပဲမိမိတို့လှုပ်အားကားအနေနဲ့ရကြမှာလို့ဒီလိုယုံကြည်ကြဘုရားဘာသာဝင်တွေအနေနဲ့ကတော့ဘဝဆိုတာမိမိလှုပ်တဲ့လှုပ်အားကားအပေါ်မှာရရှိလာကြတာဖြစ်တယ်ကံတမရှိနေသေးသမျှကာလပတ်လုံးကံတရားရှိနေသေးသမျှကာလပတ်လုံးထိုကံတရားနဲ့ဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတဲ့အဝိဇ္ဇာတဏှာဆိုတဲ့ကိလေသာတွေကံနဲ့ပေါင်းပြီးတော့ဆောင်ရွက်နေသမျှကာလပတ်လုံးဘဝဆိုတာစင်စစ်မပြတ်ဘူးဤဘဝကနေထိုဘဝကနေနောက်တစ်ဘဝဆိုတာလို့တန်တရားခင်ကြီးမှာကံကိုပံ့ပိုးနေတဲ့ကိလေသာတွေရှိနေသေးသမျှကာလပတ်လုံးဤဘဝကနေထိုဘဝလှည့်လည်ဖြစ်နေခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရနေဥမှာပဲဒီကြားထဲမှာတကုရှင်တို့ဖန်ဆင်းရှင်တို့ဆိုတာမပါဘူးမိမိရဲ့လှုပ်အားခကိုမိမိရခြင်းသာလျှင်ဖြစ်တယ်ကံဆိုဒီမှာဗราဏအကြောင်းတစ်ခုကိုပြောဆိုခြင်းသာဖြစ်လို့ကံတစ်ခုတည်းနဲ့အလုပ်ဖြစ်သလားလို့ဆိုတော့ကံတစ်ခုတည်းနဲ့အလုပ်မဖြစ်ဘူးကံကိုပံ့ပိုးပေးနေတဲ့ကိလေသာဆိုတာရှိတယ်
အဲ့ဒီကိလေသာတွေထဲမှာအဓိကကိလေသာနှစ်ခုကတော့အဝိဇ္ဇာနဲ့တဏှာပဲဖြစ်တယ်အဝိဇ္ဇာဆိုတဲ့အမှန်မသိခြင်းကြောင့်တဏှာဆိုတဲ့တွေ့တာမမောခြင်းဟာကံတရားတွေကိုရှင်သန်သွားအောင်ပံ့ပိုးပေးနေတဲ့အရာများတာဖြစ်တယ်အဝိဇ္ဇာနဲ့တဏှာရဲ့လမ်းညွှန်ရာကံတရားတွေရဲ့စီမံရာဘုံဘဝဆိုတာဖြစ်ပေါ်ပြီးတော့ဤဘဝကနေထိုဘဝကနေနောက်ဘဝဒီလိုလှည့်လည်ပြောင်းပြီးတော့ကံအားလျော်စွာတဏှာဘဝထဲမှာဖြစ်ပေါ်ပြီးတော့နေကြကိလေသာတွေမပယ်နိုင်သေးသမျှမိမိလုပ်နေတဲ့ကံကြမ္မာတွေဟာကံတရားတွေဟာဘဝတစ်ခုကိုထုတ်လုပ်နေဥမှဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီကိလေသာတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ကတော့ကံကြမ္မာတွေဟာဘဝတစ်ခုကိုဖန်တီးပေးနိုင်မှာမဟုတ်တော့ဒါကြောင့်မို့ကိလေသာនិရောဓေကမ္မនិရောဓောကိလေသာတွေချုပ်သွားမှကံတရားဆိုတာချုပ်တယ်ကံတရားချုပ်မှဘဝဆိုတာချုပ်ငြိမ်းမှဖြစ်တယ်အဲ့တော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ကံနဲ့ဘဝဆိုတာမိမိတို့ရဲ့အလုံးနဲ့လုံအားကရတဲ့အနေအထားမျိုးသာဖြစ်တယ်မြည်သည့်တကုရှင်မှပါဝင်ခြင်းမရှိပဲနဲ့ကိုယ်တိုင်ပြုလုပ်ခြင်းသာဖြစ်တယ်မိမိကိုယ်တိုင်ကဘဝကိုညီးငွေ့ပြီးဆိုလို့ရှိရင်ဘဝကိုဖန်တီးတတ်တဲ့ကံကြမ္မာကိုဖယ်ရှားဖို့ပဲရှိကံကိုဖယ်ရှားလိုက်ခြင်းဘာကိုဖယ်ရှားရမလဲလို့ဆိုရင်အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ကိလေသာကိုဖယ်ရှားကြအဝိဇ္ဇာနဲ့တဏှာကိလေသာကိုဖယ်နိုင်မှကံဆိုတာရပ်ဆိုင်သွားမှာဖြစ်တယ်ဒါကြောင့်မို့ဘဝခရီးကိုဖန်တီးနေကြတဲ့ကိလေသာနဲ့ကံဒီနှစ်ခုတည်းကကိလေသာကိုဖယ်ရှားခြင်းဖြင့်ကံတွေဟာဖယ်ရှားပြီးသားဖြစ်သွားတယ်အဲ့ဒီစနစ်နဲ့နောက်ဆုံးသာဝရအငြိမ့်တဆိုတဲ့နိဗ္ဗာန်ကိုရောက်ရှိနိုင်ကြတာဖြစ်တယ်ဘဝဆိုတာကဖြစ်ပေါ်နေမှုလို့ဒီလိုအဓိပ္ပာယ်ရဘာတွေဖြစ်နေတာတုံးဆိုခန္ဓာ၅ပါးဖြစ်ပေါ်နေမှုပဲခန္ဓာ၅ပါးတွေကတချို့ဘဝမှာရုပ်ခန္ဓာတစ်မျိုးတည်းသာဖြစ်တယ်တချို့ဘဝမှာနာမ်ခန္ဓာ၄မျိုးတည်းသာဖြစ်တယ်တချို့ဘဝမှာတော့ရုပ်ခန္ဓာနာမ်ခန္ဓာခန္ဓာ၅ပါးလုံးဖြစ်နေတန်တရားဘဝမှာမိမိတို့ရဲ့စိတ်ဆန္ဒနဲ့လောက်ရအားလျော်စွာဘဝအမျိုးမျိုးရရှိကြတယ်အဲ့ဒါလို့ကံနဲ့ဘဝတန်တရားမှာတရားတွေနဲ့ဆက်ဆက်ပြီးတော့ထိုဘဝကိုရောက်ရှိနေကြတာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကဘယ်လိုလုပ်ပြီးတော့သိပြီးဘယ်လိုဟောခဲ့တာတုံးဆိုတာကိုမှတ်သားကြဖို့ပေါ့မြတ်စွာဘုရားကသူများစီကတဆင့်ကြားပြီးတော့ဟောတာမျိုးမဟုတ်ဘူးဒီကံနဲ့ဘဝဆိုတာကိုမြတ်စွာဘုရားဟာဒိဗ္ဗစက္ခုဉာဏ်နဲ့တမာတိစွမ်းအားတွေပြင့်တင်ပြီးတော့ရရှိလာတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ဉာဏ်နဲ့ကြည့်ပြီးတဲ့အခါမှာတတ္တဝါတွေရဲ့ကံနဲ့ဘဝကိုဆုံးဖြတ်ပြီးဒီအတိုင်းဖြစ်နေတယ်ဆိုတာကိုအရှိအတိုင်းထုတ်ဖော်ဟောကြားခြင်းသာဖြစ်တယ်ဒီထက်မှာဖန်ဆင်းရှင်ဆိုတာမပါဘူးတတ္တဝါတွေရဲ့လှုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်နေတဲ့အကြောင်းနဲ့အကျိုးဆင်ဆက်မျှတာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကိုယ်တိုင်ဟာဒိဗ္ဗစက္ခုဝိဇ္ဇာဉာဏ်နဲ့ကြည့်ပြီးတော့ဆုံးဖြတ်ဟောကြားခြင်းသာဖြစ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမိမိတရားပုံကနေပြီးတော့အခြေအနေမကောင်းတဲ့ဆင်းရဲဒုက္ခကြုံနေကြတဲ့ဒုက္ခတိဘုံသားတွေဘက်ကိုအလင်းရောင်ဖြန့်ကျက်ပြီးတော့ဒိဗ္ဗစက္ခုဉာဏ်နဲ့ကြည့်တဲ့အခါမှာဒုက္ခတိဘုံသားတွေဟာဆင်းရဲဒုက္ခကိုအကြီးအကျယ်အလူအလိမ့်ခံပြီးတော့နေကြဒုက္ခအရောက်ဆုံးဖြစ်တဲ့ငရဲဘုံမှာရောက်နေကြတဲ့တရားတွေဟာချမ်းသာဒုက္ခဆိုလို့တစ်စက်မြမရှိ
ထာဝရတလဇတ်ဆင်းရဲဒုက္ခကိုစင်စစ်မပြတ်ခံနေကြရတယ်ဆိုတာကိုမြင်ရအဲ့ဒီကနေတရိစ္ဆာန်ဘုံကြည့်လိုက်တဲ့အခါလဲတရိစ္ဆာန်တွေဟာအညမေညခာရိကာဒုဗ္ဗလခာရိကာလို့ဆိုတဲ့အတိုင်းတူနဲ့တူတပ်ဖြတ်စားတော့နေကြတယ်ဒုဗ္ဗလခာရိကာအားနည်းတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတပ်ဖြတ်စားနေတယ်ဆိုတဲ့တရိစ္ဆာန်လောကရဲ့လုံခြုံမှုမရှိတဲ့ဆင်းရဲဒုက္ခတွေကိုလည်းမြတ်စွာဘုရားကတွေ့မြင်ရတခါပြိတ္တာဘုံကိုကြည့်လိုက်တဲ့အခါကျတော့နေစရာမရှိစားစရာမရှိငတ်ငတ်ပြက်ပြက်ဆင်းဆင်းရဲရဲဆာလောင်မွတ်သိပ်ပြီးတော့နေကြရတဲ့တရားဝါတွေကိုလည်းတွေးရှိကြအဲ့ဒါလို့တွေးရှိရတဲ့အခါဒိဗ္ဗစကုညာနဲ့အထင်သာကြည့်လိုက်ငရဲသားတွေငရဲခံနေရတာမြင်တဲ့တိရစ္ဆာန်ဘုံသားတွေတိရစ္ဆာန်ဘဝမှာလုံခြုံမှုမရှိတဲ့ဘဝကိုဘဝမှာနေထိုင်ကြရတာတွေပြိတ္တာဘဝမှာဆင်းရဲရဲနဲ့နေကြရတာဒါတွေကိုမြင်တဲ့အခါကျတော့ဘယ်လိုအလုပ်တွေလုပ်ခဲ့လို့ဒီဘုံဒီဘဝတွေသူတို့ရောက်လာကြတာလဲဘာကြောင့်ရောက်လာတာလဲလို့အကြောင်းတရားကိုဆင်ញင်သုံးသပ်တဲ့အခါမှာအကြောင်းကိုသိတဲ့ကမ္မဉာဏ်ဟာမြတ်စွာဘုရားရဲ့တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့ဒေဝစကုနဲ့သူတို့ရဲ့ရုပ်ပုံလွှာတွေအခြေအနေတွေကိုမြင်ရတဲ့အခါဒီဒုက္ခတွေဘာကြောင့်ခံနေရသလဲဆိုတာကိုကြည့်တဲ့အခါသူတို့လုပ်ခဲ့တဲ့ကံကြမ္မာတွေကိုမြတ်စွာဘုရားမြင်ရတယ်အဲ့ဒီမြင်ရတဲ့အတိုင်းပဲလောကသားတွေအကျိုးစီးပွားလို့ကအမှန်တိုင်းအရှိကိုအရှိတိုင်းဟောကြားဆုံးမခြင်းဖြစ်တော့ဘုန်းကြီးတို့တွေဟာခုချိန်မှာဆင်းရဲဒုက္ခသက်သာနေတဲ့လူဘုံလူဘဝမှာနားခိုနေတဲ့အချိန်မှာဘုရားမြတ်စွာရဲ့အဆုံးအမကိုမှတ်သားနာယူပြီးတော့တို့တွေဟာကံနဲ့ဘဝဆိုသည်မှာမိမိအလုတ်နဲ့လှုပ်အားခမျှတာဖြစ်သည့်အတွက်ကြောင့်တို့လှုပ်နေတဲ့အလုတ်တွေဟာကောင်းတဲ့အလုတ်လားမကောင်းတဲ့အလုတ်လားကုသိုလ်လားအကုသိုလ်လားဆိုတာလှုပ်တဲ့အလုတ်လားမလှုပ်တဲ့အလုတ်လားအပြစ်ရှိတဲ့အလုတ်လားအပြစ်ကင်းတဲ့အလုတ်လားဆိုတာကိုယ့်ရဲ့နေ့စဉ်ဘဝတွေမှာဆန်းစစ်ပြီးတော့ဆင်းရဲဒုက္ခမကြုံရလေအောင်ခုနယ်ကကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့နာပေါ့အေးအသိဉာဏ်ရှိတဲ့လူဘဝလည်းရောက်လာတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလည်းနာယူခွင့်ရကြတယ်သိရှိနားလည်ခွင့်ရသိရှိနားလည်ပြီးတဲ့အခါမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းအပြင်ဆင်းရဲဒုက္ခကြုံရတဲ့ပုံဘဝတွေကိုမရောက်နိုင်ဘူးမြတ်စွာဘုရားကတိတိလင်းလင်းဟောကြားထားတယ်ဒီသုတ်တံမှာငါကိုယ်တိုင်ဒီတရားတွေကိုကြည့်ရှုတဲ့အခါမှာဘာကြောင့်ဒီဘောဘဝကိုရောက်တယ်ဆိုတာငါကိုယ်တိုင်သိလို့ဟောကြားတာဖြစ်တယ်သူတစ်ပါးစီကတဆင့်ကြားပြီးတော့ဟောတာလည်းမဟုတ်ဘူးစာလာပေလာကိုဟောတာလည်းမဟုတ်ဘူးကိုယ်တိုင်မျက်မြင်ဒိဋ္ဌကြုံတွေ့တဲ့အရာတွေကိုသာဟောကြားခြင်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုအမခံပြောကြားထားတာရှိဟုတ်ပြီဒုက္ခရောက်နေကြတဲ့ငရဲတိရစ္ဆာန်ပြိတ္တာဆိုတဲ့ဘုံဘဝတွေရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဟာလူဘုံလူဘဝတုန်းကဘာတွေလုပ်ခဲ့ကြလို့လဲသူတို့ရဲ့အလုပ်တွေကဘာတွေလဲဘာတွေလုပ်ခဲ့လို့အခုလို့ဆိုးရွားတဲ့လုပ်အားကားတွေနဲ့ခံစားနေကြရတယ်လေလို့ဆိုမြတ်စွာဘုရားကရှင်းပြတယ်ဘာတွေလုပ်ကြတာတုံးလို့ဆိုတဲ့အခါဒိဋ္ဌာမယတတ္တာငါမြင်နေတဲ့တရားတွေကိုငါကြည့်လိုက်တဲ့အခါတွေ့တယ်ကာယဒုစရိတေနသမဏဂတာအေးကိုဒီလျောက်လုပ်တဲ့အလုပ်တွေဟာလဲကောင်းတဲ့အလုပ်ကိုမလုပ်ဘူးတဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ခြင်းဆိုတဲ့အလုပ်ကိုလုပ်တယ်သူများဥစ္စာမတရားယူခြင်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်သူတော်ဘာတာမယာပြစ်မှားခြင်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်ကိုနဲ့ဆိုးွားတဲ့ကိုဒီလျောက်လုပ်တဲ့ဇယိုက်ဆိုးတွေကိုပြုလုပ်ကြအဲ့ဒီဇယိုက်ဆိုးတွေကိုပြုလုပ်နေတာကိုငါဘုရားကိုယ်တိုင်တွေ့မြင်ရတယ်
ဝစီဒုစရိတေနသမဏဂတာလောကလူတွေဆိုတာပါဇက်ပါလို့စကားပြောကြအဲ့ဒီပြောတဲ့စကားတွေဟာလည်းပဲစရိုက်ဆိုးတွေမပြောသင့်မပြောထိုက်တာတွေမကောင်းတဲ့စကားမျိုးတွေကိုပဲပြောလို့ရှိကြတယ်မနာကိုမပြောဘူးလိန်ပြောတယ်တူနဲ့တူသင်ညီညွတ်အစိတ်ဆက်အောင်မပြောဘူးခုံးတိုက်တယ်လိမ္မာရင်ကြီးချိုတာတဲ့စကားမျိုးကိုမပြောဘူးဆယ်ရည်တွိုင်းထွာကြမ်းတမ်းတဲ့စကားမျိုးတွေကိုပြောတယ်တရားနိလန်းကြတဲ့အကျိုးရှိတဲ့စကားမျိုးကိုမပြောဘူးတရားလက်လွတ်အကျိုးမဲ့စကားမျိုးတွေကိုပြောတယ်လို့နှုတ်အနေနဲ့ကလည်းစောင့်စည်းမှုမရှိဘူးဒုစရိုက်အကျင့်ဆိုးတွေနဲ့အပြောမျိုးတွေကိုသာပြောလို့ခဲ့ကြတယ်အဲ့ဒီပြောတဲ့တရားတွေဟာသိတဲ့အခါဘယ်ရောက်တော့ဆိုရင်ခုနပြောတဲ့ဒုက္ခများတဲ့ဒုက္ခတိဘုံတွေကိုရောက်ရှိပြီးတော့သွားကြတာကိုယ်တိုင်မြင်ရတယ်လို့ဒီလိုမြတ်စွာဘုရားဟောမနောဒုစရိတေနသမဏဂတာစိတ်အနေနဲ့ကလည်းကြည့်လိုက်မယ်ကောင်းတဲ့အတွေ့အကြံတွေမရှိဘူးဇေယိုက်ဆိုးတွေပဲကြံတွေးကြတယ်ဘာတွေကြံတွေးတော့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုလောဘတွေတတ်ကြတယ်သူများပစ္စည်းကိုမှရကျင်တဲ့လောဘဇောတွေတိုက်ကြတယ်တစ်ဖက်သားကိုမုန်းတီးယွန်ရှာပြီးသေချေပျက်စီးစေလိုတဲ့စိတ်တွေသဘောထားတွေနဲ့တွေးတောကြတယ်ဒေါသတွေနဲ့တစ်ဖက်သားသေချေပျက်စီးမှုကိုလိုလားကြတယ်ကံကံဤအကျိုးကိုညှင်းပယ်ပြီးတော့ကောင်းတဲ့ကံတရားတွေကိုလှုပ်ဆောင်ခြင်းမရှိမိမိနှစ်သက်ရာကြိုက်ရာပျော်သလိုနေပြီးတော့မကောင်းတဲ့ကံတွေကိုသာပြုလုပ်သွားကြတယ်အဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့မနောတုစရိုက်၃မျိုးနဲ့ကျွလွန်နေကြတဲ့တရားတွေဟာသိဆုံးတဲ့အခါမှာဒုက္ခတိဘုံကိုရောက်သွားကြတယ်ငါဘုရားကိုယ်တိုင်တွေ့မြင်ရတယ်လို့ဒီဘစကုဉာဏ်တော်ကြီးနဲ့ကြည့်လိုက်တဲ့အခါကျဒီလုတ်တွေလှုပ်လို့ဒီဘုံဒီဘဝတွေကိုရောက်သွားကြတယ်ဆိုတာမြတ်စွာဘုရားအတိအလင်းဟောထားတယ်ဟောနောက်တစ်ခုကဒါရင်လားလို့ဆိုတော့ထူးခြားတဲ့ပြစ်မှုကြီးတွေကိုလည်းကျူးလွန်ကြတာရှိတယ်ဘာလဲလို့ဆိုရင်အရိယာဏဥပဝါဒကကိုကျင့်သီလနဲ့ပြေးဝကြတဲ့သူတော်ကောင်းတွေသူတော်စင်တွေအရိယာပုဂ္ဂိုလ်တွေဆွဆွဲတယ်နော်မကောင်းတဲ့အခြေအနေမျိုးရောက်အောင်ပြောတယ်သပုတ်လေလွင့်ပြောတယ်အရိယာသူတော်ကောင်းတွေကိုဆွဆွဲတယ်အဲ့ဒါလို့ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုကိုကျင့်တရားမကောင်းဘူးတမာရီရှိတဲ့ပုဂ္ဂိုလ်တွေကိုမရှိဘူးပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုမရှိဘူးဆိုပြီးအရိယာပုဂ္ဂိုလ်တွေကိုသူတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုဆွဆွဲခဲ့ရပြီးပြက်လို့ပျက်စီးဆွဆွဲပြောဆိုခဲ့တဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့ကြတယ်အဲ့ဒီကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခတိဘုံကိုရောက်သွားကြတာဆိုတာမြတ်စွာဘုရားကိုယ်တိုင်တွေ့မြင်ရတယ်နောက်တစ်ခုကတော့မိစ္ဆာဒိဋ္ဌိကာမိစ္ဆာဒိဋ္ဌိကမ္မတမတာမှားယွင်းတဲ့အယူဆတရားကိုမိမိတို့ခံယူထားကြပြီးမှားယွင်းတဲ့အယူဆဆိုတာဘယ်ဟာကိုဆိုလိုတာလဲလို့ဆိုရင်ကံကံဤအကျိုးကိုညှင်းပယ်တာကိုမှားယွင်းတဲ့အယူဆလို့ခေါ်တယ်ကုသိုလ်ကံဆိုတာရှိတယ်အကုသိုလ်ကံဆိုတာရှိတယ်လို့မယူဆဘူးကံကိုညှင်းပယ်တယ်ဆိုတာကိုယ်လုပ်အားကိုကိုယ်အတိမတ်မပြုတာကိုယ်လုပ်တာကိုကိုယ်တာဝန်မယူတာ responsible မဖြစ်တာကိုဆိုလိုတယ်ပေါ့မြတ်စွာဘုရားကကံနဲ့ပတ်သက်ပြီးဟောထားတာရှိတယ်ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတ္တဒါယာဓာဘွိတာလောကမှာရှိတဲ့တရားတွေဟာဘယ်သူပဲဖြစ်ဖြစ်ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုလုပ်သမျှကိုနဲ့သာသက်ဆိုင်ကိုပဲကောင်းတဲ့အမွေဆိုးတဲ့အမွေကိုပဲခံရမှာကမ္မတကတတ္တာတရားတွေဟာကိုလုပ်တာကိုရတယ်ဆိုတာကိုဒီအယူဆတရားကိုညှင်းပယ်ထားပြီးတော့
နော်ဒီယူဆတရားကိုညှင်းပယ်ပြီးတော့ကိုယ့်ရဲ့ကံကိုမျက်ကွယ်ထားပြီးဘုရားသခင်ရဲ့အလိုတော်ကြလို့ဆိုတဲ့အတွေးတွေနဲ့ကံကံဤအကျိုးကိုညှင်းပယ်ပြီးတော့ထားလို့ရှိရင်မှားယွင်းတဲ့အမြင်တစ်ခုအနေနဲ့သတ်မှတ်ထားတယ်အဲ့ဒီမှားယွင်းတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဟာမှားယွင်းတဲ့အမြင်ကိုအခြေခံပြီးတော့ဘာတွေလုပ်လဲပြောဆိုတယ်ကြံစည်တယ်ကိုယ်ဒီလက်ရောက်လုပ်တယ်ဆိုတဲ့အလုပ်တွေအမြင်မှားတစ်ခုကိုအခြေခံထားပြီးတော့လုပ်သမျှတွေဟာဘာနဲ့ဥပမာတူတော့ဆိုရင်အမြင်ကမမှန်ဘူးဆိုရင်သူလုပ်သမျှတွေဟာအမှားတွေကြီးပဲဖြစ်တတ်တယ်ပေါ့ဆိုပါစို့ဘုရားသခင်ကိုပူဇော်ဖို့ဆိုပြီးတော့တရားတွေကိုတတ်ပြီးတော့ပူဇော်လို့ရှိရင်sacrifice လုပ်တယ်ဘုရားမပွင့်ခင်ကအိန္ဒိယနိုင်ငံမှာ sacrifice လုပ်တယ်တခြားနိုင်ငံတွေမှာရောလောကလူသားတွေဟာတရားတွေကိုတတ်ပြီးတော့ရစ်နှက်ပူဇော်တယ်ဆိုတဲ့အလေးအထားကြီးရှိတယ်အဲ့ဒီတရားတွေတတ်ပြီးရစ်နှက်ပူဇော်ခြင်းဖြင့်တကုရှင်တွေကျင့်တတ်ပြီးတော့ကောင်းကျိုးချမ်းသာတွေကိုရတယ်လို့ဒီလိုမှားယွင်းတဲ့အမြင်တွေကိုခံယူထားပြီးတော့အဲ့ဒီခံယူချက်အတိုင်းကိုယ်ဒီလက်ရောက်ကျွင်မှုတွေနှုတ်ဖြင့်ပြောဆိုမှုတွေစိတ်ထဲကကြံတွေးမှုတွေဆိုတဲ့ကံတရားတွေကိုဆောင်ရွက်ပြုလုပ်ကြတယ်အဲ့ဒါလို့မှားယွင်းတဲ့အလုပ်တစ်ခုကိုမှားယွင်းတဲ့အမြင်ကိုအခြေခံထားလို့ရှိရင်ပြောသမျှလည်းအမှားဖြစ်တယ်လုပ်သမျှလည်းအမှားဖြစ်တယ်စိတ်ကူးသမျှလည်းအမှားဖြစ်တယ်ဟာနဲ့ဥပမာတူတယ်လို့ဆိုလို့ရှိရင်ဓမ္မစိတ်လေးဆိုပါတော့ဓမ္မပင်ကသီးလာတဲ့ဓမ္မစိတ်လေးဟာအခါဓာတ်ရှိတာဖြစ်အခါမျိုးစိတ်ဖြစ်တယ်အဲ့ဒီအခါမျိုးစိတ်ဖြစ်တဲ့ဓမ္မစိတ်လေးကိုမြေပေါ်ချပြီးတော့စိုက်လိုက်တဲ့အခါမှာမြေစီရေစီအမြစ်ကနေပြီးတော့မြေစီကိုစုပ်ယူတယ်ရေစီတွေကိုစုပ်ယူတယ်သူစုပ်ယူတဲ့မြေစီရေစီတွေကအခါမဟုတ်ဘူးသို့တော့သူစုပ်ယူလိုက်တာနဲ့တပြိုင်နက်မြေစီရေစီတွေကအကုန်အခါဖြစ်သွားနော်အချိုမျိုးဖြစ်တဲ့တရက်စေကနေပေါက်လာတဲ့တရက်ပင်ကတရက်မြစ်ကနေပြီးတော့စုပ်ယူတဲ့မြေစီရေစီကြတော့အချိုမျိုးဖြစ်ပြီးတော့ဓမ္မစေကပေါက်လာတဲ့ဓမ္မပင်ကစုပ်ယူတဲ့မြေစီရေစီဟာတမြေတဲ့တရေတဲ့ပဲဖြစ်တော်လဲဓမ္မပင်ကြတော့အကုန်လုံးဟာအခါကြီးပဲဖြစ်သွားတယ်မျိုးစိတ်မတူသည့်အတွက်ကြောင့်ဒီမြေဒီရေပဲဖြစ်တော်လဲဓမ္မကြတော့အခါဖြစ်ပြီးတော့တရက်ကြတော့အချိုမျိုးဖြစ်ရဘာဖြစ်လို့လဲမှားယွင်းတဲ့အယူဆအခြေခံထားလို့မှန်တဲ့အယူဆအခြေခံလို့ရှိရင်ပြောသမျှလုပ်သမျှတွေလည်းအကုန်အမှန်ဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မှားယွင်းတဲ့အယူဆတစ်ခုကိုအခြေခံပြီးတော့ပြောသမျှဆိုသမျှတွေဟာဓမ္မပင်ကစုပ်ယူတဲ့မြေစီရေစီတွေဟာအခါသာဖြစ်တယ်လို့မှားယွင်းတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့လောက်ရတွေပြောဆိုမှုတွေအတွေးအကြံတွေဟာအကုန်လုံးအမှားတွေကြီးပဲဖြစ်တတ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒါလို့မိစ္ဆာယူဝါဒရှိပြီးတော့မှားယွင်းတဲ့လောက်ရတွေသို့တော့မှားယွင်းတဲ့လောက်ရတွေကိုလုံနေတော့လဲမှန်တဲ့အလုပ်လို့ထင်ပြီးတော့လုပ်တာမှန်သိရင်တော့လုံးမှာမဟုတ်ဘူးကုသိုလ်ရတယ်ထင်ပြီးတော့လုပ်တယ်ကောင်းတယ်ထင်ပြီးတော့လုပ်တယ်အကျိုးရှိမယ်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတဲ့အယူဆနဲ့လုပ်တာပဲအဲ့ဒါလို့လုပ်ပေမဲ့မမှန်မကန်ဘူးဆိုလို့ရှိရင်သူလုပ်သမျှအလုပ်တွေဟာအဆိုးဘက်ကိုရောက်သွားဒီလိုဆိုတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒိဋ္ဌာမယာတတ္တကာယဒုစရိတေနသမဏဂတဒုစရိုက်ဆိုးတွေရှိတဲ့တရားတွေကိုငါကိုယ်တိုင်တွေ့ရတယ်အရိယသူတော်စင်တွေကိုဆွဆွဲကြဲရတတ်တဲ့ပုဂ္ဂိုလ်တွေမိစ္ဆာအယူဝါဒကိုအခြေခံပြီးတော့မှန်ရင်ပြုလုပ်ပြောဆိုတဲ့ပုဂ္ဂိုလ်တွေငါကိုယ်တိုင်တွေ့ရအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝရောက်တာနဲ့တပြိုင်နက်နော်ဒုက္ခတိဘုံဘဝကိုရောက်ရှိပြီးတော့သွားကြတယ်ဟောဒီဘဝကုံဆုံးလို့နောက်ဘဝဒုက္ခတိဘုံကိုရောက်ပြီးတော့သွားကြတယ်လို့ဒီလိုဆိုတာပေါ့နော်
ဒုက္ခတိဘုံဘဝကိုရောက်သွားဒါဒိဗ္ဗစက္ခုညာနဲ့သူတို့လုပ်တဲ့ကံတရားတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားဒီဒုက္ခတိဘုံကိုရောက်သွားကြတာဟာသူတို့လုပ်တဲ့အလုပ်အားလျော်စွာဖြစ်ခြင်းသာဖြစ်တယ်ဘယ်သူကမှဝင်ပြီးတော့သူတို့ကိုဒီဘဝရောက်စေလို့စီမံဆောင်ရွက်ပေးတာမျိုးမဟုတ်ဘူးတဲ့ကိုလှုပ်ရကိုရတာပဲဖြစ်ဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်အားကကိုရခြင်းပဲဖြစ်တယ်ကံနဲ့ဘဝဆိုတာအလုပ်နဲ့လုပ်အားကပဲဒီလိုပဲဆိုလို့တယ်ဒါကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကအခုလိုဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ဘာဟောလဲလို့ဆိုမိစ္ဆာမနံပဏိဓာယမှားရွေးနဲ့စိတ်တက်စိတ်နေသဘောထားကစပြီးတော့မှားတယ်ဆိုတာကဒီတဘာဝအစစ်အမှန်နဲ့ဆန့်ကျင်နေတာကိုမှားတယ်လို့ပြောတယ်ကိုမကြိုက်လို့အမှားမျိုးမဟုတ်ဘူးနော်အစစ်အမှန်နဲ့မကိုက်ညီတာကိုအမှားလို့ပြောတာကိုနဲ့ဘာသာမတူလို့အမှားလို့ပြောတာမဟုတ်ဘူးအစစ်အမှန်ဖြစ်နေတာနဲ့မကိုက်ညီတာကိုအမှားလို့ဒီလိုဆိုရမယ်နော်ဖြစ်နေတာနဲ့သဘာဝကြီးနဲ့လောကနဲ့မဖြစ်အဝင်ခွင်ကြအစစ်အမှန်မဟုတ်တာကိုထင်တာကအနောက်လို့ထင်နေပေမဲ့တကယ်ဖြစ်နေရှိနေတာကအရှိဒီလိုဟာမျိုးပေါ့လွဲမှားနေတဲ့အရာကိုဆိုလိုတယ်မိစ္ဆာမနံပဏိဒါယစိတ်ဓာတ်ကိုမှားယွင်းစွာထားတယ်လို့မမှန်မကန်တွေးကြံမမှန်တဲ့အမြင်တွေရှိနေမမှန်ကန်တဲ့အမြင်တွေရှိတော့ဘာဖြစ်လဲမိစ္ဆာဝါစင်စဘာတိယမှားယွင်းတဲ့စကားတွေပြောတော့တာမမှန်မကန်တဲ့အမြင်အကြံအတွေးရှိတဲ့ပုဂ္ဂိုလ်ဟာမမှန်တဲ့စကားကိုပဲပြောတယ်မမှန်ဘူးဆိုတာလိန်ပြောတာကိုပြောတာမဟုတ်ဘူးဒီနေရာမှာမမှန်တဲ့စကားဆိုတာဥပမာဘုန်းကြီးတို့တွေဘဝရလာတာဟာကံကြောင့်ရလာတယ်လို့ဆိုတာတကယ်ကံကြောင့်ရတယ်ဆိုတာအစစ်အမှန်ဆိုလို့အဲ့ဒါကိုကံကြောင့်ရတာမဟုတ်ဘူးဖန်ဆင်းရှင်ကဖန်ဆင်းလို့ရလာတယ်ဆိုတာဒါမမှန်ဘူးလို့ပြောတာတကယ်လို့သာဖန်ဆင်းရှင်ကဖန်ဆင်းလို့ရလာတာဟာတကယ်ဖန်ဆင်းတာဟုတ်တယ်ဆိုရင်ဒါမှန်တယ်လို့ပြောရမှာနော်မှန်တယ်လို့ပြောသို့သောတကယ်ကြတော့ဖန်ဆင်းရှင်ဆိုတာကဖန်ဆင်းတာမဟုတ်ဘူးမိမိရဲ့လုပ်ရမြတာဖြစ်တယ်ဆိုပါစို့ဘဝတစ်ခုရပြီးတော့လူတွေဟာဒီဘဝတွေမဲ့ကြည့်ဒီဘဝတွေမဲ့ကြည့်ပညာသင်ကြတယ်ပညာသင်ကြတဲ့အခါမှာတူတဲ့တူအရေးချင်းကြွားကြမှုတော့ရှိတယ်သို့တော့အရေးချင်းတူကြတယောက်ကကြိုးစားတယ်တယောက်ကမကြိုးစားဘူးကြိုးစားတဲ့ပုဂ္ဂိုလ်ကပညာအရေးချင်းတွေတက်ပြီးဘွယ်ထူးဂုဏ်တွေရသွားမကြိုးစားတဲ့ပုဂ္ဂိုလ်ကမရဘူးအဲ့ဒီမှာဘယ်သူကိုဒီတရားခံလို့ဆုံးဖြတ်မလဲနော်မကြိုးစားခြင်းဟာအကြောင်းတရားတစ်ခုပဲအောင်မြင်ကြီးပွားခြင်းကလည်းကြိုးစားခြင်းသည်အကြောင်းတရားတစ်ခုပဲအဲ့ဒီကြားထဲမှာမကြိုးစားသူကဘာကြောင့်မကြိုးစားတာတော့ကြိုးစားသူကဘာကြောင့်ကြိုးစားကြိုးစားသူကရတယ်မကြိုးစားသူကမရဘူးဆိုရင်ကြိုးစားမှုမကြိုးစားမှုသည်သူတို့ရဲ့အဓိကအကြောင်းအဲ့ဒီလိုမှန်ကန်တဲ့အကြောင်းကိုကိုယ်တိုင်သိမြင်ပါလျက်တန်းနဲ့မကြိုးစားတာလို့မကြိုးစားလို့မရဘူးလို့မပြောဘဲနဲ့တကုရှင်ရဲ့အလိုဆန္ဒမရှိလို့မရဘူးလို့သွားပြောမယ်ဆိုရင်ဒါအမှားလို့ခေါ်တယ်ကြိုးစားလို့ရတာကိုဘုရားသခင်ရဲ့ကျေးဇူးလို့ပြောရင်လည်းအမှားလို့ပြောအောင်ဘာဖြစ်လို့တော့ဆိုရင်ကိုကြိုးစားလို့ရလောကမှာဒီတိုင်းပဲလက်တွေ့မျက်မြင်သိနိုင်တဲ့အရာတွေဟာထင်ရှားရှိတယ်အဲ့ဒီလိုလက်တွေ့မျက်မြင်သိနိုင်ပါရဲ့တန်းနဲ့မသိနိုင်တာကိုသွားအားကိုးနေတာဟာမှားရွံ့နေပေါ့ဒါကိုဆိုလို့တယ်မိစ္ဆာမနံပဏိဒါယမှားရွံ့တဲ့စိတ်အတွေးတွေထားပြီးတော့မှားရွံ့တဲ့စကားတွေကိုပြောတယ်မမှန်မကန်တွေပြောတယ်မှားရွံ့တဲ့စကားတွေကိုပြောတဲ့အခါမိစ္ဆာကမ္မဏိကတ္တဝါနာအလုတ်လုတ်တော့လဲမှားတယ်သူထင်တဲ့အတိုင်းလုပ်တာမှားရွံ့တဲ့အလုပ်တွေပဲလုပ်တယ်လောကမှာ
မတူညီတဲ့အကြံစီတွေနဲ့မတူညီတဲ့ယုံကြည်ချက်တွေနဲ့အလုပ်လုပ်ကြအဲ့ဒါလို့လှုပ်လှုပ်တဲ့အခါမှာမတူညီဘူးဆိုကြတဲ့ကဒီနှစ်ခုမတူညီရင်တစ်ခုကအမှားတစ်ခုကအမှန်ဒီလိုရှိမှာအဲ့တော့အမှားလုံးမိပြီအမှန်လုံးမိတာနဲ့အမှားလုံးမိတာနှစ်ခုရှိတဲ့ထဲမှာကိုလှုပ်တဲ့အလုပ်ဟာအမှန်မဟုတ်ဘူးဆိုရင်အမှားပဲဖြစ်တစ်ခုတော့နှစ်ခုတည်းကတစ်ခုတော့ရွေးချက်အဲ့တော့အမှားကိုလုံးမိပြီဆိုလို့ရှိရင်ဘာဖြစ်လဲအဲ့ဒီပုဂ္ဂိုလ်ဟာအပ္ပတုတောအပ္ပတုတာပုံညကရောအပ္ပတမေဣဒဇီဝိတိဒီလောကမှာလူဘဝလူသက်တမ်းဆိုတာအမြဲတမ်းတူတောင်းတယ်အမြဲတမ်းတူတောင်းတဲ့လူဘဝလေးမှာနော်တကယ်စစ်မှန်တဲ့တရားဓမ္မတွေဘောဓုတတွေလေ့လာသိဖို့နိုင်ခြင်းမရှိဘူးလေ့လာသိဖို့ခြင်းမရှိတော့အသိပညာမရှိဘူးသူများပြောတာကိုယုံကြည်လက်ခံခေါင်းငိမ့်ရတဲ့အနေအထားကိုယ်တိုင်သိအောင်လုပ်ရလက်တွေ့ကြတဲ့အရာဟာကိုယ်တိုင်သိနိုင်တာလက်တွေ့မဟုတ်တဲ့ဟာကြတော့သူများပြောတာကိုပဲခေါင်းငိမ့်ရအေးလက်တွေ့သိအောင်မကြိုးစားတဲ့ပုဂ္ဂိုလ်အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတူတောင်းလာတဲ့အခုဘဝလေးမှာအခုလိုမှားမှားယွင်းယွင်းအတွေးခေါ်တွေနဲ့မှားယွင်းတဲ့အပြောဆိုတွေနဲ့မှားယွင်းတဲ့လောက်ရတွေလုတ်ပြီးတော့တဘဝအဆုံးသတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခဘုံရောက်သွားပြန်တယ်။ဘာဖြစ်လို့လဲသူ့လှုပ်တာကိုကတွေးတာကအစအမှားပြောတာကလည်းအမှားလှုပ်တာကလည်းအမှားလို့ဒီလိုဆိုရင်တရားတွေကိုတတ်တာကိုကုသိုလ်ရတယ်တတ်ကောင်းတယ်လို့တွေးတာတတ်ကောင်းတယ်လို့တွေးပြီးတော့တတ်ကောင်းတယ်လို့လည်းပြောတယ်တတ်လည်းတတ်တယ်ဆိုတော့လောကရဲ့သဘာဝကိုစဉ်းစားကြည့် reaction ဆိုတာရှိတယ် reaction တို့ echo တို့ဆိုတာကိုလှုပ်တဲ့အတိုင်းပဲတုံ့ပြန်တတ်တယ်ဆိုတဲ့အရာဟာနော်တစ်ဖက်သားရဲ့အသက်ကိုဖြည့်ဆည်းပြခြင်းပဲဖြစ်တယ်အဲ့တော့သဘာဝတရားရဲ့ reaction ပြန်လာပြီဆိုလို့ရှိရင်ကိုယ့်အသက်ကိုဖြည့်ဆည်းခံရမှာပဲပေါ့ဒါအမတန်မှထင်ရှားတယ်ကိုလှုပ်တဲ့အတိုင်းပဲတုံ့ပြန်လာတာဖြစ်တယ်အကောင်းတုံ့ပြန်ဖို့ဆိုတာမရှိဘူးအကိုးတန်လိုပဲမိမိကဆဲရည်တဲ့အတန်ပြောလိုက်လို့ရှိရင်တုံ့ပြန်လာတဲ့အတန်ကဆဲတဲ့အတန်ပဲဖြစ်မယ်အေးမိမိကကောင်းတဲ့အတန်နဲ့ပြောလိုက်မယ်ဆိုရင်အကိုးကတုံ့ပြန်လာရင်ကောင်းတဲ့အတန်နဲ့ပဲတုံ့ပြန်လို့ရဆိုတာအကိုးနဲ့အလားတန်တူအဆိုးလုပ်ပြီးတော့အကောင်းကိုမျှော်လင့်ခြင်းဟာအလွန်မိုက်မဲခြင်းပဲဖြစ်တယ်အေးဒါကြောင့်မို့ကောင်းတဲ့ကံကြမ္မာကောင်းတဲ့အတွေးတွေတွေးရမယ်ကောင်းတဲ့စကားတွေပြောရမယ်ကောင်းတဲ့အလုပ်တွေလုပ်ရဒါဖြင့်ကောင်းတဲ့အတွေးဆိုတာဘယ်ဟာကိုပြောတာလဲကောင်းတဲ့အတွေးဆိုဒီမှာဘယ်သူကိုမှမထိခိုက်တဲ့အတွေးကောင်းတဲ့အတွေးမြည်သည့်တ attva ဖြစ်စေတ attva အလုံးဟာမိမိဘဝမှာပျော်ရွှင်ကြပါစေခန္ဓာတော့မှာလာတဲ့အတိုင်းပဲနော်တပ္ပိဗဒ္ဒရာနိပတ္တန္တုအလုံးအကောင်းတွေကြီးပဲတွေးကြပါစေတရားအလုံးရဲ့အကျိုးစီးပွားကိုလိုလားလူတိုင်းအစဉ်ပြေကြပါစေကောင်းတာတွေနဲ့တွေးကြပါစေမာကင်စီပပမာကမအဆိုးတွေဟာဘုသူထာမှမရောက်ပါစေနဲ့ဟောအလွန်မမြတ်တဲ့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်နဲ့တွေးတယ်အေးမိမိမေတ္တာထားတဲ့တရားတွေတရားတိုင်းဟာအစဉ်ပြေမှာမဟုတ်ဘူးအစဉ်မပြေတဲ့တရားတွေ့ရင်ဘာဖြစ်လဲအစဉ်ရဲ့ပြဿနာကနေလွတ်ကင်းကြပါစေဆင်းရဲဒုက္ခကလွတ်ကင်းပါစေဒီအခက်ခဲတွေပြေလည်သွားပါစေဆိုတဲ့အကျဉ်းတရားကရုဏာတရားပွားပြီးအစဉ်ပြေလို့ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေကြတော့နော်ဒီပုဂ္ဂိုလ်တွေကြီးပွားသွားတဲ့အခါမှာကြတော့အေးရထားတဲ့အခွင့်အရေးတွေမဆုံးရှုံးကြပါစေနဲ့ရထားတဲ့အခြေအနေကောင်းတွေခိုင်မြဲကြပါစေဆက်လက်ပြီးတော့ကြီးပွားကြပါစေတိုးတက်ကြပါစေဆိုပြီးတော့မုရိဒပွားမိမိအပေါ်မှာမတော်စိတ်ထားနဲ့
စော်ကားလာတဲ့ပုံကိုယ်တွေကိုလည်းအေးသိခံခြင်းခွင့်လွှတ်ခြင်းလို့ဆိုတဲ့ဥပိ္ပခာတရားမိမိကတစ်ဖက်သားတွေပေါ်မှာကုညီဆောင်ရွက်လို့ထိုတစ်ဖက်သားကကိုယ့်ပေါ်မှာကောင်းတာနဲ့တုံ့ပြန်မလာဘူးဆိုလို့ရှိရင်လေခွင့်လွှတ်သိခံနိုင်တဲ့ဟာမျိုးငါဆောင်ရွက်တာငါသူ့အတွက်ငါဆောင်ရွက်တာသူစီကဘာတစ်ခုမှငါမမျှော်လင့်ဘူးလို့ဆိုတဲ့ဥပိ္ပခာကိုလှုပ်တဲ့အလုပ်တာလဲကောင်းမကောင်းစိတ်ထဲမှာထားပြီးသူစီကတုံ့ပြန်လာတာကိုတစ်ခုမှမမျှော်လင့်တာဥပိ္ပခာဟောအဲ့ဒါလို့မေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မစိုးတရားတွေနဲ့အများနဲ့ဆက်ဆံပြီးတော့နေမယ်ဆိုရင်သမ္မာမနံပဏိဌာယကောင်းမြတ်တဲ့စိတ်တွေကိုထားတယ်လို့ခေါ်တာကောင်းမြတ်တဲ့စိတ်တွေကိုထားပြီးတော့ကောင်းမြတ်တဲ့စကားကိုပြောကောင်းမြတ်တဲ့စကားကိုပြောတယ်ပြစ်ကင်းတဲ့စကားကိုပြောတယ်မေတ္တာနဲ့စကားပြောတယ်ကရုဏာနဲ့စကားပြောတယ်မုဒိတာနဲ့စကားပြောတယ်ဥပိ္ပခာနဲ့စကားပြောတယ်စိတ်ကောင်းနှလုံးကောင်းနဲ့အများပေါ်မှာဒီဖြူစင်တဲ့စိတ်ဓာတ်နဲ့ဆက်ဆံတယ်အဲ့ဒါလို့မှန်ကန်တဲ့အတွေးတွေနဲ့တွေးပြီးတော့ဘယ်သူပေါ်မှာထိခိုက်နစ်နာစေလိုတဲ့စိတ်မရှိပဲနဲ့များကိုကူညီခြင်းဆိုတာတွေလုပ်တယ်မိမိကိုယ်တိုင်ကသူများအသက်တတ်ခြင်းမှရှောင်ခြင်းတယ်သူများဥစ္စာခိုးခြင်းမှရှောင်ခြင်းတယ်သူတစ်ပါးသားမယားစော်ကားပြစ်မှားခြင်းမှရှောင်ခြင်းတယ်ကိုယ့်ကိုယ်စင်ကြယ်တန်ရှင်းအောင်နေတယ်အပြစ်ကင်းအောင်နေတယ်အေးလိန်ဒီလှည့်ပြားပြီးသူတစ်ပါးအကျိုးစီးပွားပြက်ပြားအောင်မလုပ်ဘူးစင်ကြယ်တန်ရှင်းအောင်နေတယ်ဘဝတစ်ခုမှာစင်ကြယ်အောင်နေတယ်အပြစ်ဟူသမျှကိုရှောင်ရှားပြီးတော့နေတယ်မူရည်စေဝါရက်သေးစာရှောင်ရှားတယ်အသိပညာတွေကြွယ်ဝအောင်ကြိုးစားတယ်ဟောကောင်းမြတ်တဲ့အလုပ်တွေလက်တွေ့ကြကြမိမိကိုယ်တိုင်အပြောအဆိုအပြုအမူတွေဟာအကုန်အကောင်းနေကြီးပဲမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မစိုးတရားအသိဉာဏ်ကိုအခြေခံထားပြီးတော့ကောင်းတဲ့စကားတွေပြောကောင်းတဲ့အလုပ်တွေကိုလုပ်လာတဲ့ပုဂ္ဂိုလ်လူဘဝမှာလူတော်လူကောင်းလို့များကအတိမတ်ပြုတာလူမှာဆက်ဆံရေးကောင်းတယ်ယဉ်ကျေးတယ်လိမ္မာတယ်သိမ်မွေ့တယ်မဟုတ်တာတွေမလုပ်ဘူးအပြစ်ကင်းအောင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားတစ်ဖက်ကလည်းဘောဓုတော်ပုံညကရောဘောဓုတရှိအောင်စီးပူးတယ်ဘာသာရေးဘောဓုတလူမှုရေးဘောဓုတဆိုတာလို့လောကမှာသိเสียသိသိသိလိုက်တာတွေအကုန်သိအောင်လေ့လာတယ်စီးပူးတယ်သင်ယူတယ်မှတ်သားတယ်ကြားနာတယ်အမတ်တမဲ့မနေဘူးဘဝမှာအကြမြင်ဘောဓုတတွေကိုစီးပူးပြီးတော့ကောင်းတဲ့အလုပ်တွေမှန်သမျှလုပ်တယ်ဒါနကောင်းမှုလုပ်တယ်တစ်ဖက်သားကိုကူညီခြင်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်ကိုကျင့်သီလကောင်းအောင်နေတယ်သီလတွေတမာတိသီလကိုအခြေခံပြီးတော့ကိုယ်တဏ္ဍမှာရှိတဲ့တတိဆိုတဲ့တရားတွေတိုးတက်လာအောင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုတွေခိုင်မာလာအောင်အသိပညာတွေရင့်ကျက်လာအောင်လေ့ကျင့်ကြိုးစားအားထုတ်တယ်ဟောကောင်းတာတွေကိုလုပ်တယ်လို့ဆိုအဲ့ဒါလို့ကြိုးစားအားထုတ်လို့အသိပညာရင့်ကျက်လာတဲ့ပုဂ္ဂိုလ်တရားတက်တန်းတိုလာတဲ့ဤဘဝမှာခဏလေးအတွင်ကောင်းတာတွေလုပ်ထားသည့်အတွက်ကြောင့်သိဆုံးတဲ့အခါကျတော့ဘယ်ကိုရောက်တော့ကောင်းရာသူဂတိဘုံကိုရောက်တယ်ဟောကံနဲ့ဘဝဆိုတာအခုလို့ဆက်ဆက်တာဒီဘဝမှာမိမိလုပ်တဲ့ကံတရားတွေကနောင်ဘဝအတွက်အခြေခံကောင်းတွေဖြစ်လာဒီဘဝလုပ်တဲ့ကံပေါ်မှာမူတည်ပြီးတော့နောင်ဘဝအခြေခံကောင်းမှုဖြစ်ဒီဘဝမှာအဆိုးတွေလုပ်နေလို့ရှိရင်နောက်ဘဝမှာအဆိုးဘဝနဲ့ပဲကြုံတွေ့ရအဲ့ဒါကိုဆိုလိုတယ်ဘဝကံနဲ့ဘဝအလုတ်နဲ့လှုပ်အားခကိုလှုပ်တဲ့အလုတ်တိုင်းပဲလှုပ်အားခတွေကိုရကြမှာဖြစ်တယ်ကောင်းတာလှုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့ဘုံဘဝရောက်ပြီးတော့မကောင်းတာလှုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ဘုံဘဝကိုရောက်ကြရတယ်ဆိုတာကိုလှုပ်တာကိုရတဲ့သဘောပဲအဲ့ဒါကိုပဲမြတ်စွာဘုရားကကမ္မတက္ကတတ္တာကမ္မဓာယာတာကမ္မယောနိကမ္မဗန္ဓုကမ္မပဋိတ္တရဘ
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေရဲ့ခံယူချက်အခြေခံခံယူချက်အဲ့ဒါကမ္မတကတတ္တကံသာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်ကံကိုယုံကြည်တယ်ကံကိုကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာ responsible လုပ်တဲ့သဘောဘာလုပ်လို့ကိုလုပ်တာကိုနဲ့သက်ဆိုင်မှန်တယ်ကံဆိုဒီမှာကိုယ်တဏ္ဍာမှာဖြစ်တဲ့စေရနာစွမ်းအားကိုခေါ်တာပဲစေရနာစွမ်းအားဟာကိုယ့်ရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်သွားတော့အဲ့ဒီမိမိရဲ့ဖြစ်ရာမိမိခန္ဓာဟာကိုယ်နဲ့ပတ်သက်တာဒီကံတရားဟာအကျိုးပေးလို့ရှိရင်မိမိဖြစ်ရာခန္ဓာနဲ့ပတ်သက်ပြီးတော့အကျိုးပေးမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကံဆိုတာဟာစေရနာထိုစေရနာအားလျော်စွာဘုံဘဝတွေမှာချမ်းသာဒုက္ခရတာရှိသလိုဆင်းရဲဒုက္ခရတာလည်းရှိလာကံကြမ္မာရဲ့ဖန်တီးမှုသို့တော့ကံကြမ္မာဟာကံတစ်ခုတည်းဖန်တီးသလားလို့ဆိုကံတစ်ခုတည်းအလုံးမဖြစ်ဘူးမျိုးစိတ်လေးတစ်စိတ်ဟာသူ့အလိုလျောက်အပင်ပေါက်တာမဟုတ်ဘူးမြေနဲ့ရေနဲ့အကူအညီရမှမျိုးစိတ်လေးကအပင်ပေါက်တယ်ထို့တူပဲကံကိုအကူအညီပေးနေတာတော့အဝိဇ္ဇာနဲ့တဏှာစတဲ့ကိလေသာတွေပဲဖြစ်တယ်အဝိဇ္ဇာဆိုတာအမှန်မသိအောင်ဖုံးကွယ်ပေးထားတာအမှန်မသိဘူးဆိုကြတဲ့ကအမှားသိနေတယ်လို့ဆိုလို့တယ်အဝိဇ္ဇာကအမှောင်ချထားသည့်အတွက်ကြောင့်မကောင်းတာကိုအကောင်းထင်တယ်အကောင်းကိုမကောင်းဘူးထင်တယ်မှားရွေးတဲ့အမြင်တွေဟာအဝိဇ္ဇာရဲ့စွန့်ရည်တတ္တိပဲအမှန်ကိုမမြင်နိုင်ကြဘူးဒါကြောင့်မို့ဒီကနေ့ခေတ်ကမ္ဘာလောကကြီးမှာလူတွေရဲ့ယုံကြည်ချက်တွေကိုယ်ွယ်မှုဘာသာတရားတွေဟာကွဲပြားခြားနားနေခြင်းဟာအဝိဇ္ဇာဆိုတဲ့အမှန်မသိမှုကြောင့်ဖြစ်တာအမှန်သိလာပြီဆိုရင်ကိုယ့်အကူရွေးချယ်လို့ရအမောင်ထဲမှာစန္ဒဝါဝါသွားနေကြသလိုနော်အသိဉာဏ်မရှိသည့်အတွက်ကြောင့်ဟိုဟာဖြင့်ဟုတ်နိုးနိုးဒီဟာဖြင့်ဟုတ်နိုးနိုးဟိုဘာသာဖြင့်ကောင်းနိုးနိုးဒီဘာသာဖြင့်ကောင်းနိုးနိုးနဲ့ဆုံးဖြတ်ချက်မကြနိုင်မဲနဲ့ဘာသာအမျိုးမျိုးကိုအားကိုးပြီးတော့လုပ်နေကြအဲ့ဒါလို့အားကိုးပြီးလုပ်တဲ့အခါကိုရွေးချယ်တဲ့ဘာသာတရားကအမှန်ကိုဟောကြားတာဆိုလို့ရှိရင်တော့ကောင်းကျိုးချမ်းသာရနိုင်တယ်ကိုရွေးချယ်တဲ့ဘာသာကအမှားကိုတွန်းပို့တယ်ဆိုရင်ကိုကျိုးနဲ့မှသိကြတယ်ပေါ့ဒါကြောင့်မို့ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ရပေါ်မှာမူတည်တယ်အဝိဇ္ဇာဆိုတာဒီအမှန်တရားကိုဖုံးကွယ်တာဖြစ်သောကြောင့်အဝိဇ္ဇာပျောက်ကင်းအောင်လျော့နှဲသွားအောင်ဘာလို့တရားဓမ္မနာယူရတယ်စာပေဖတ်ရှုရတယ်ဘဝမှာအမှတ်တမဲ့မနေဘဲနဲ့ဆင်ញင်စဉ်းစားမှုတွေပြုရတယ်လေ့လာရတယ်စီးပူးရတယ်မိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ကြည့်ရတယ်လက်တွေ့နဲ့ဒီအတွေးနဲ့ဆင်ញင်သုံးသပ်ပြီးတော့မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ကြိုးစားအထောက်သိခြင်းတတ်ခြင်းနဲ့ဆန္ဒရှိပြီဆိုရင်အသိပညာဆိုတာဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့လေ့လာခြင်းစီးပူးခြင်းတရားဆိုတာလေးတစ်ခုတည်းတည်းမထားဘဲနဲ့လေ့လာခြင်းစီးပူးခြင်းဆိုတဲ့ပညာကိုရအောင်ကြိုးစားအထောက်ကြဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဆုံးမဩဝါဒပေးတဲ့အခါမှာပညာဟာအရေးပါဆုံးပဲဖြစ်တယ်ဘုရားမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိတဲ့ပညာဟာအရေးပါဆုံးဖြစ်လို့ဘုရားဘာသာမှာတရားဆိုတဲ့ယုံကြည်မှုကအဓိကမဟုတ်ဘူးပညာကသာလည်းအဓိကဖြစ်လို့မဂ္ဂင်၈ပါးအကျင့်တရားမှာမြတ်စွာဘုရားကသမ္မာဒိဋ္ဌိမှန်ကန်စွာမြင်ခြင်းဆိုတာကိုအဓိကထားအမှန်ကန်မြင်ဖို့ကပိုအရေးကြီးဒါကြောင့်မို့ဗုဒ္ဓမြတ်စွာဘုရားကလမ်းစဉ်ချမှတ်တဲ့အခါမှာသမ္မာဒိဋ္ဌိဆိုတာကဥစွာချပြီ right understanding အမှန်ကန်နားလည်ရမယ်အမှန်ကန်နားလည်အောင်ကြိုးစားဒါဖြင့်အမှန်ကန်နားလည်ဖို့အတွက်ဘာလို့သမ္မာသင်္ကပ္ပ right thought မှန်မှန်ကန်ကန်တွေးတတ်ရမယ်မှန်မှန်ကန်ကန်တွေးမှဘာဖြစ်လဲဆိုလူတွေဟာစကားပြောရင်တွေးပြီးတော့ပြောတာဖြစ်တယ်ဒါကြောင့်သမ္မာဝါစာအမှန်တွေးပြီးဆိုရင်အမှန်ပြောတတ်တယ်အမှန်ပြောပြီးရင်လှုပ်တာဖြစ်သောကြောင့်သမ္မာကမ္မန္တအမှန်ပြောအမှန်လှုပ်တယ်သမ္မာအာဇီဝအမှန်ပြောအမှန်လှုပ်ခြင်းအဖြစ်မိမိရဲ့အသက်မွေးဝမ်းကြောင်းကိုပြုတယ်လို့ဆိုသမ္မာအာဇီဝလို့ဒီလိုဖြစ်တယ်
အဲ့ဒါလို့အမှန်ပြောအမှန်လုပ်အမှန်သက်ဝေးမှုပြုတဲ့အခါမှာကြိုးစားအထောက်မှုဟာအရေးပါတယ်လို့တမ္မာဝါယာမဆိုတာကြိုးစားအထောက်မှန်မှန်ကန်ကြိုးစားအထောက်မှုအမှန်ကန်ကြိုးစားအထောက်မှုလုပ်တဲ့အခါမှာတတိထားဖို့ကအရေးကြီးတာဖြစ်သောကြောင့်ဉာဏ်ဖြစ်ဖို့အတွက်တတိဟာအရေးပါတယ်ဒါကြောင့်တမ္မာတတိတဲ့မှန်ကန်စွာအမှတ်ရမှုကအရေးကြီးတယ်မှန်ကန်စွာအမှတ်ရမှုယုံနဲ့စိတ်တည်ငြိမ်မှုကပို့ပြီးတော့အရေးပါတာဖြစ်သောကြောင့်တမ္မာသမာဓိအလုံးပေါင်းစပ်လိုက်တဲ့အခါကျတမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုကိုထောက်ကူပြုတဲ့အရာက9ခုအဲ့ဒီ9ခုနဲ့မှန်ကန်စွာနားလည်ခြင်းမှန်ကန်စွာမြင်ခြင်းဆိုတဲ့တမ္မာဒိဋ္ဌိဆိုတဲ့ပညာရမြင့်မားစွာရရှိလာနိုင်အဲ့ဒီမြင့်မားတဲ့အသိပညာတစ်ခုရရှိမှအမှန်မြင်တယ်အမှန်မြင်မှအဝိဇ္ဇာကင်းစင်သွားအဝိဇ္ဇာကင်းစင်သွားတဲ့အခါကျတော့မှခုနကတဏှာလို့ဆိုတဲ့တွေ့တာမှုတွေကိုလျှော့ချတယ်အမှန်မြင်မှတွေ့တာမှုကိုလျှော့ချတယ်တဏှာမှန်မြင်လို့တဏှာကိုလျှော့ချနိုင်လို့ရှိရင်ဘာအကျိုးရှိတွေ့တာမှုရော့သွားတာနဲ့တပြိုင်နက်သောကဆိုတဲ့ယင်ထဲကပူဆာမှုတွေဟာလည်းရော့ကျသွားတယ်သောကမရှိတော့ဘူးဆိုရင်စိတ်နှလုံးဟာအေးချမ်းသွားတယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာအမှန်သိအောင်ကြိုးစားမယ်အမှန်သိလို့ရှိရင်တွေ့တာမှုတွေကိုလျှော့ချနိုင်တယ်တွေ့တာမှုကိုလျှော့ချခြင်းဖြင့်သောကကိုရောပါသွားအောင်ဆောင်ရွက်နိုင်တယ်နောက်ဆုံးမှာလုံးဝအမှန်သိသွားလို့တဏှာကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်တော့သောကဟာလုံးဝခင်းသွားပြီစိတ်နှလုံးအေးချမ်းတဲ့ထာဝရအငြိမ့်တတ်ဆိုတဲ့ဒီဘဝမှာလည်းပဲစိတ်နှလုံးပူလောင်ခြင်းမရှိအေးချမ်းစွာနေနိုင်ပြီးစိတ်ဓာတ်ကြံ့ခိုင်မှုကိုရရှိသွားနိုင်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုခိုင်မာမှုကိုရပြီးနောက်ဘဝမှာလည်းပဲတန်တိဒုက္ခလို့ဆိုတဲ့နိဗ္ဗာန်အငြိမ့်တတ်ကိုရရှိမှာဖြစ်တယ်ဒါဗုဒ္ဓမြတ်စွာဟောကြားတဲ့လမ်းစဉ်ပဲဖြစ်တယ်ကံနဲ့ဘဝအလုံးနဲ့လှုပ်အားကဆိုဒီမှာကိုယ်ဘဝမှာကိုယ်လှုပ်နေကြတာတတိထားပြီးတော့ကောင်းမြတ်တဲ့အလုပ်တွေလုပ်မှကောင်းမြတ်တဲ့လှုပ်အားကရမှာဖြစ်တယ်နောက်ဆုံးတို့ရဲ့လှုပ်အားကသည်သာဝရငြိမ်းတဲ့နိဗ္ဗာန်သာလင်ဖြစ်ရမယ်ဆိုပြီးကိုယ်စီတဏိဋ္ဌံချပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောင်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်
ဘဝရန်သူကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း